ပိုင်း4 ရက်17 လ2025နေ့ကဖောက်တဲ့သင်္ဘောဖော်ပုံကိုဖွင့်ပါတော့မယ်သင်္ဘောဖော်ပုံမဖွင့်ရင်ကျွန်တော်တို့မျိုးစိတ်အစဉ်ပြေတယ်ဆိုလို့ရှိရင်ဒါလိုက်ထည့်ရအောင်အတွက်ပြိုးတုံများကိုအစဉ်သင်းလောက်ထားပါတယ်အစဉ်သင်းလောက်ထားပြီးတော့အပေါ်ကအမိုးရိပ်ကလေးနဲ့နေပူရိပ်ကလေးပေါ့ဗျာနေပူရိပ်ကလေးနဲ့လောက်ထားပါတယ်ကျွန်တော်တို့ဖော်ပုံဖွင့်ပါပြီဝါပါဇက်အာယုံနေမဟုတ်ပါဘူးဗျာမြေကလေးတွေပါအစိုးညောင်းထွက်နေပါပြီမြေဒုတ်ထဲလို့အကောင်းဆုံးအချိန်ပါပဲဒါဒီနေ့နဲ့ဆိုလို့ရှိရင်9 ရက်ဒီနေ့အင်္ဂလိပ်လို13 ရက်ဆိုတော့ကြတော့1 ရက်စောဖွင့်ကြည့်ပြီလို့ပေါ့ဗျာမနက်ဖြန်ကိုဖွင့်လဲဆိုမြေနဲနဲရှိသွားတော့ထဲလို့မကောင်းပါဘူးမြေတုပ်အစင်းသင်းရှိပြီးပါပြီဒါဖွဲပြပါကျွန်တော်တို့မြေတုပ်ထဲကိုတမျိုးလေးနဲ့အသားလေးခြိုင်ခွက်ရာလေးပေးလိုက်ပါမယ်ခြိုင်ခွက်ရာလေးပေးပြီးတဲ့တပြိုင်တည်းထဲကျွန်တော်တို့ဒီထဲကအာနေတဲ့မျိုးစိအာနေုံနဲ့မဟုတ်ပါဘူးညောင်လေးပါထွက်နေပါပြီအဲ့ဒီညောင်လေးထွက်နေတဲ့မျိုးစိကိုအထုပ်ထဲထည့်လိုက်မယ်ထည့်ပြီးပြီဆိုပေါ်ကဖွဲပြလေးအုပ်ပါမယ်ဖွဲပြလေးအုပ်ထားတဲ့အတွက်ရေဆူတတ်လဲထိမ့်ပါမယ်အပင်အားလဲတန်ပါတယ်ကဲခုမှတင်မောစဆိုင်မဲ့လူတွေကျွန်တော်သိသလောက်လေးလာထားသလောက်မျှဝေခြင်းဖြစ်ပါတယ်ညီကိုမိတ်ဆွေတငယ်ချင်းအပေါင်းအောင်မြင်စွာစိုက်ပျိုးနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာအားလုံးမင်္ဂလာရှိပါစေအောင်မြင်ကြပါစေကျွန်တော်လည်းထို့အတူအောင်မြင်ပါရစေ